ဘာကတော့မျက်မှောင်ကိုရင်အဖေလက်ဆောင်တွေကအမြဲတမ်းအသုံးမဝင်တာတွေကြီးပဲသမီးတို့မလိုချင်ပါဘူးလို့ပြောပေမဲ့ဒီတစ်ချိန်မှာတော့ဂျန်ရဲ့လေတံကတီတက်တက်သားသွားပြီးဒီလက်ဆောင်ထဲမှာအဖေရဲ့နှစ်ပေါင်းများစွာကသူတည်တနာတွေပါဝင်နေတဲ့တနေရာမှာလုံခြုံအောင်တင်ထားပါလို့မှာကြားပါတယ်လန်နဲ့ဘာတို့ကတော့အဖေဖြစ်သူနောက်နေတာပဲဆိုပြီးရေမောကကြော်ဖြတ်လိုက်ကြပါတယ်ဒီလက်ဆောင်ကမကြခင်မှာအရာအလုံးကိုပြောင်းလဲပြစ်တော့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲလက်နက်ကင်လူစုတစုဟာဒေါက်တာချမ်းရဲ့တခွဲကန်းစီကိုဥတီရွရလာတာမြင်တွေ့ရပါတယ်။တပြိုင်နက်တည်းမှာပဲလန်တို့အိမ်ရဲ့လူခေါ်ပဲတမ်းမိလာပြီးရှောင်းယူတယောက်နောက်ဆုံးတော့ရောက်ရှိလာခဲ့ပါပြီ။လန်နဲ့ဘာတို့ကရှောင်းယူကိုစီးကျိုနှုတ်ဆက်ဖို့အလုရှုံနေကြတာကြောင့်မိုင်းပေါင်းများစွာအဝေးမှာဘာတွေဖြစ်ပျက်နေလဲဆိုတာမသိလိုက်ကြပါဘူး။တစ်ဖက်မှာတော့လူမိုက်တွေဟာတခွဲကန်းထဲကိုအတင်းဝင်ရောက်စီးနင်းပြီးဒေါက်တာချမ်းကိုဖမ်းဆီးလိုက်တာကြောင့်ဗီဒီယိုကော်လည်းပြတ်တောက်သွားပါတော့။သူတို့ဟာဒေါက်တာချမ်းကဘာကြီးစီကနေလှုပ်ဝက်ဖုံးကွယ်ထားတဲ့တူရင်တိုင်းဖြော်ရင်ကိုလုခေါ်တဲ့ထိတ်တန်းလှုပ်ဝက် project ကိုရှာဖွေနေကြတာဖြစ်ပါတယ်။လူမိုက်တယောက်ကစပွဲကိုလက်သီးနဲ့ထုပြီးတူရင်တိုင်းဘယ်မှာလဲလို့အော်ဟစ်မေးမြန်းပေမဲ့ဒေါက်တာချမ်းကတော့တီတီငိမ့်ငိမ့်နဲ့ပဲတူရင်တိုင်းဆိုတာညံရည်တုကစားစရာအယုတ်လေးတစ်ခုပါအဲ့ဒါကငါရဲ့ကွယ်လွန်သူဇနီးရဲ့အတန်နဲ့စကားပြောတာဘာမှထူးခြားတာမပါဘူးငါကလေးတွေအတွက်ပဲလုပ်ပေးထားတာလို့အေးအေးဆေးဆေးဖြေချပါတယ်